ပြီးဆိုတော့ရှည်ကကြတော့ဒီ HL ထက်မရှည်စေနဲ့ HL -2.5 လောက်ရှိသေးတယ်ပြီးဆိုတော့ထိုးတင်းတဲ့ခါအရန်กว่าတယ်ဆိုရင်ဒီ၄တောက်တယ်မဟုတ်ဘဲနဲ့နောက်ချမ်းကို6တောက်လောက်ထည့်ရလိမ့်မယ်နော်ပြီးဆိုရင်သူရှေ့ချမ်းအတွက်ဆွဲဖို့ရအတွက်ဒီနားက5 4 5 6အဲ့လောက်ထိချခဲ့လို့ရတယ်ဒီနားကချခဲ့တဲ့ဟာနဲ့ဒီဘက်ကချမဲ့ဟာနဲ့တူရမယ်ဒီမှာ5ချခဲ့မယ်ဆိုဒီမှာလည်း5ချခဲ့ရမယ်ချပြီးတော့မှဒါနဲ့လာဆက်တဲဆက်နော်ဒီမှာလည်း5ချစားထုတ်ပြမယ်နော်ချပြီဆိုရင်ဒီမှာ 2.5 တောက်နှစ်ခုထည့်ဖို့ကြံနေသေးတယ်ဆိုတော့ဒါတော့ဝက်